皆さんこんにちは先生やかはみんなジャパニーズラングエージだまちゅぞわれ先生တို့ဒီနေ့ဂျပန်စာအခြေခံအတန်းကိုလေ့လာနေတာအဲ့တော့ day 5ကိုရောက်လာပါပြီ day 5မှာလည်းဒုနည်းလည်းကောင်းမယ်စင်စီကဘီငါးလုံးသိပြီးမှဖြစ်ပါတယ်ဘီငါးလုံးနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာမီနစ်တွေကိုလည်းတူတူလေ့လာကြည့်ရအောင်เนาะဟုတ်ပြီအဲ့ဒါစကြည့်ရအောင်เนาะဟုတ်ပြီဒီမှာလဲလို့ပဲအရင်တုန်းကစင်စီအလွယ်မှတ်ခဲ့တဲ့ဟာလေးเนาะကြပြလေးပြန်ယူကြည့်ပါဦးအဲ့တော့အလွယ်မှတ်ခဲ့တာပါလဲအာကာစားတာနာထားတယ်เนาะအာကာစားတာနာထားတယ်ဆိုတဲ့အတွက်ကြောင့်စစီကဟိုအာကာဆိုတဲ့ကြောင့်အလိုင်းလည်းတင်ပွားပြီး R E U A O လည်းတင်ပွားပြီးကာဆိုတဲ့ကြောင့်ခါခိခုခဲခုလည်းတင်ပွားပြီးเนาะစာဆိုတဲ့ကြောင့်စာရှိစုဆဲဆိုလည်းတင်ပွားပြီးတာစားတာဆိုတဲ့ကြောင့်တာချီစွတဲတို့လည်းတင်ပွားပြီးဟုတ်ပြီเนาะအခုအာကာစားတာနာဆိုတဲ့ကြောင့်ဒီဟာဘယ်လိုင်းဖြစ်မလဲဆိုတော့နာလိုင်းဖြစ်မှာမှာနာလိုင်းဖြစ်မှာဆိုတော့နာနီနုနဲနိုပေါ့ဟုတ်ပြီကဲစကြည့်အောင်เนาะသုံးတလုံးကတော့နာလို့ခေါ်ပါတယ်ဒါလေးကိုနာလို့ခေါ်ပါတယ်နာဆိုတော့ရိုမာကြီးအင်္ဂလိပ်လိုက NA နာရိုမာကြီးအင်္ဂလိပ်လိုက NA နာသူ့ဘယ်လိုခေါ်လဲဆိုတော့နာလို့ခေါ်ပါတယ်ဟုတ်ပြီเนาะဆိုတော့ရေးဖို့ရင်းလေးကြည့်ကြည့်ရမယ်เนาะတစ်ချက်နှစ်ချက်ဟုတ်ပြီအဲ့လိုပုံစံလေးရေးပြီးနှက်ခမ်းမွေးရင်တက်မယ်နှက်ခမ်းမွေးရင်တက်မယ်၃ချက်နှက်ခမ်းမွေးတက်တဲ့ကနှက်ခမ်းမွေးရဲ့မြင်းလေးကလေဒီမြင်းလေးနဲ့ဒါလေးနဲ့เนาะအဲ့တော့ level လောက်ပဲထားเนาะနှက်ခမ်းမွေးကြီးကိုဟိုအကြောင်းသားတွေရေးနေကြတာဟိုအပေါ်တက်ပြီးတော့လीเนาะအပေါ်တက်ပြီးတရေးနေကြတာရှိတယ်ဟိုအောက်ချပြီးတော့တရေးနေတယ်အဲ့လိုပြီးမချပါနဲ့အဲ့ဒီမြင်းလေးနဲ့မှဒီမစန်စီဆွဲပြမယ်ဒီမြင်းလေးနဲ့ဒီမှာသူပြပြလေးပဲเนาะအဲ့လောက်လေးပဲမတာဒီမြင်းလေးနဲ့တပြလေးပဲအဲ့လိုပဲဆွဲတာဟုတ်ပြီเนาะအဲ့ဆိုရင်ပြန်ဆွဲပြမယ်ပြန်ရေးပြမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖြစ်ပါတယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖြစ်ပါတယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့စင်စီတို့ဒါလေးကိုနလို့ခေါ်ပါတယ်နဆိုတော့ရိုမာကြီးက NA အဲ့တော့ပြန်ကြည့်မယ်ဆိုရင်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဖြစ်ပါတယ်အဲ့တော့နဖြစ်ပါတယ်ဟုတ်ပြီเนาะနောက်ထပ်တစ်လုံးကတော့အဲ့တော့အပြီးဣလာတယ်ဆိုတော့နပြီးရင်ဘာလာမလဲနိလာမှာပေါ့နပြီးနိလာမယ်နိလေးကြည့်ကြအောင်เนาะနိလေးကအဲ့တော့ရိုမာကြီးနဲ့ရေးမယ်ဆိုရင်နိဆိုတော့ NI နိเนาะရိုမာကြီးနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ NI နိလေးဘယ်လိုရေးလဲဆိုတော့တစ်ချက်เนาะတစ်ချက်အတက်လေးပါမယ်အောက်မှာအတက်လေးပါမယ်တစ်ချက်ဟုတ်ပြီเนาะပြီးဒါလေးကဘာနဲ့တူလဲဆိုတော့ခိုလေးနဲ့တူတယ်เนาะခိုပဲအဲ့တော့အတက်လေးပါတဲ့တစ်ချောင်းလေးဆွဲလိုက်ဆွဲပြီးရင်အရင်တော့တိခဲ့တဲ့ခိုလေးဆွဲလိုက်เนาะခိုလေးကိုဆွဲပြန်ဆွဲလိုက်မယ်ဆိုလို့ရှိရင်ဒါလေးကနိဖြစ်သွားတယ်ဟုတ်ပြီเนาะအဲ့တော့ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီเนาะနိဖြစ်ပါတယ်တစ်ချက်နှစ်ချက်သုံးချက်ဒါလေးကနိဖြစ်ပါတယ်အင်္ဂလိပ်လိုရိုမာကြီးနဲ့ပေါင်းမယ်ဆိုရင်တော့ NI နိဖြစ်ပါတယ်ဟုတ်ပြီရမယ်เนาะပြီးနောက်ထပ်လုံးကြည့်အောင်เนาะအဲ့တော့အရင်တော့တိခဲ့တဲ့အပြီး E ပြီးဥဆိုတဲ့ကြာအခုနာလိုင်းဆိုတဲ့ကြာနာပြီးနိပြီးတော့နာနိပြီးတော့ပါလာမလဲနုလာမှာပေါ့ R E ဥဆိုတဲ့ကြာနာနိနုဟုတ်ပြီနုကြည့်အောင်เนาะနုဆိုတော့ NU နုပေါ့เนาะအင်္ဂလိပ်လိုပေါင်းမယ်ဆိုရင်ရိုမာကြီးနဲ့ပေါင်းမယ်ဆိုရင် NU နုပေါ့ဟုတ်ပြီနုရေးပုံရေးနည်းလေးကြည့်အောင်เนาะဆိုတော့ဘာနဲ့တူနေလဲဆိုတော့ရှစ်ခဏเนาะရှစ်ခဏနဲ့တူနေတယ်ရှစ်ခဏနဲ့ဟိုဗာတယ်အကွေးလေးနဲ့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုသေချာကြည့်မယ်ဒါလေးရနည်းနည်းလေးအာယုံစိုက်ပြီးတော့ကြည့်ပြပါတစ်ချက်နော်တစ်ချက်လိုက်ဆွဲနော်အဲ့တော့ကိုဒါလေးကိုဖွင့်ပြီးတော့ဒီဗီဒီယိုလေးကိုဖွင့်ပြီးတော့ကိုမှစာအုပ်နဲ့အတူတူလိုက်ဆွဲလို့ရပါတယ်အခုဒီဟာလေးလိုက်ဆွဲကြည့်မယ်တူတူနော်အဲ့တစ်ချက်စမ်းဆွဲလိုက်ပြီနော်ဆွဲပြီးရင်ဒီကနေပြန်လာနှစ်ချက်နော်တခါတည်းရှစ်ပုံစံမျိုး white ထည့်လိုက်မယ် white ပြီးတော့အကွေးလေးထည့်လိုက်မယ်ဟုတ်ပြီနော်ပြန်ဆွဲပြမယ်တစ်ချက်ရှစ်ပုံစံမျိုး white ထည့်လိုက်မယ် white ပြီးရင်အကွေးပါတစ်ခါတည်းဆက်ပြီးတော့ဆွဲလိုက်မယ်နော်မရက်လိုက်နဲ့နော်နှစ်ချက်ဟုတ်ပြီနော်ပြန်ဆွဲပြမယ်တစ်ချက်အဲ့ဒါအရင်ဆွဲလိုက်တစ်ချက်အဲ့ဒါအရင်ဆွဲပြီးလို့ရှိရင်ဒီဘက်ခြမ်းကတစ်ခါတည်းရှစ်ပုံစံမျိုး white ထည့်လိုက်နော်ရှစ်ပုံစံမျိုး white ထည့်လိုက် white ပြီးဝိုင်းရင်မရက်လိုက်နဲ့ထပ်ပါကွေးပြလိုက်ထပ်ကွေးလိုက်အောက်ကကွေးလိုက်ရင်နှုတ်ဖြစ်သွားပါတယ်အဲ့တော့တစ်ချက်နှစ်ချက်ဖြစ်ပါတယ်ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်ဖြစ်ပါတယ်အဲ့တော့ဒါလေးကနုလို့ခေါ်ပါတယ်
နုလို့ခေါ်ပါတယ်အဲ့တော့ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်ဖြစ်ပါတယ်နုလို့ခေါ်ပါတယ်နုဆိုတော့အင်္ဂလိပ်လိုပေါင်းမယ်ဆိုရင်တော့ NU နုရိုမာကြီးက NU နုဖြစ်ပါတယ်ဟုတ်ပြီရမယ်နော်အဲ့ဆိုနောက်တစ်လုံးကြည့်အောင်တစ်လုံးကတော့ဆန်းစီတို့ R E U A ဆိုတဲ့တက်ကြောင့်အခုနားလိုင်းဆိုတော့နာနီနုပြီးတော့ပါလာမလဲနဲပေါ့ဟုတ်တယ်နဲနော်နဲလေးကြည့်အောင်နော်နဲဆိုတော့ရိုမာကြီးက NE နဲနော်ခဲတုံးကတော့ KE ခဲဆဲတုံးကတော့ SE ဆဲအခုနဲဆိုတော့ NE နဲဟုတ်ပြီနော်နဲလေးကြည့်အောင်နဲဆိုတော့တုတ်ချောင်းလေးရင်ဆွဲလိုက်မယ်ဆန်းစီကနော်တစ်ချက်တုတ်ချောင်းလေးဆွဲလိုက်မယ်ဟုတ်ပြီတူတူလိုက်ဆွဲကြည့်နော်တူတူလိုက်ပလာစာအောင်မှာတူတူလိုက်ဆွဲကြည့်တစ်ချက်ပြီးလို့ရှိရင်ဆန်းစီကဒီမှာနော်ဒါလေးခေါင်းလေးနှုတ်သီးခေါင်းရှာပါတော့မဟုတ်ပါဘူးเนาะနှုတ်သီးခေါင်းလေးရင်ဆွဲလိုက်မယ်ဆွဲပြီးရင်အဲ့ဒီနှုတ်သီးခေါင်းပေါ်ကနေပြန်တက်လာမယ်တက်ပြီးလို့ရှိရင်ကွေးချလိုက်မယ်အဲ့ဒါလေးကနဲဖြစ်သွားပါတယ်အဲ့တော့ပြန်ဆွဲပြမယ်တစ်ချက်เนาะတစ်ချက်တက်ဆွဲမယ်เนาะတစ်ချက်တက်ဆွဲမယ်ဆွဲပြီးနှုတ်သီးခေါင်းလေးဆွဲမယ်ဆွဲပြီးရင်အဲ့နှုတ်သီးခေါင်းအပေါ်ကပြန်တက်လာပြီးတော့ white ချလိုက်တော့เนาะ white ချလိုက်တော့အဲ့ဒါနဲလေးပါဟုတ်ပြီเนาะပြန်ဆွဲပြမယ်တူတူလိုက်ဆွဲမယ်တစ်ချက်တက်ဆွဲလိုက်မယ်တစ်ချက်တက်ဆွဲပြီးလို့ရှိရင်နှုတ်သီးကောင်းလေးဆွဲမယ်နှုတ်သီးကောင်းလေးဟိုအောက်ထိဆွဲမယ်နော်အဲ့ဆွဲမယ်ဆွဲပြီးလို့ရှိရင်အဲ့တော့ဒါလေးနဲ့ကွေးချလိုက်မယ်ဟုတ်ပြီနဲဖြစ်သွားပါတယ်ထူးခြားချက်ကဘာလဲဆိုတော့ဒီအောက်ကအကောလုံးကတညီသေးဖြစ်နေတွေ့နော်ဒီအောက်ကအကောလုံးကတညီသေးဖြစ်နေလှတယ်နော်ပြန်ဆွဲပြမယ်တစ်ချက်နှစ်ချက်သုံးချက်ဖြစ်ပါတယ်နဲဖြစ်ပါတယ်နော်ရမယ်နော်အဲ့ဒါဆိုရင်နောက်တစ်လုံးထပ်ကြည့်အောင်ကဲဟုတ်ပြီအဲ့တော့နောက်ဆုံးတစ်လုံးကြည့်အောင်เนาะနောက်ဆုံးတစ်လုံးကတော့ဘယ်လိုခေါ်လဲဆိုတော့ no လို့ခေါ်ပါတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ R E U A O ဆိုတော့အခုနားလိုင်းဆိုတော့နာနီနုနဲပြီးတော့ပါလာမလဲ no ပဲလာတော့မှာပေါ့အဲ့တော့ no လို့ခေါ်ပါတယ် no ဆိုတော့ NO no ပေါ့เนาะအင်္ဂလိပ်လိုရိုမကြီးနဲ့ပေါင်းတော့ NO no ဖြစ်ပါတယ်ရေးဖို့ရင်းနှီးကလည်းအရန်ကိုလွယ်ပါတယ်ဘာဖြစ်လဲဆိုတော့သူက8ခဏနဲ့တောင်ခက်ဆစ်ဆင်ဖြစ်နေတယ်အဲ့တော့လိုက်ရေးမယ်เนาะ8လိုမျိုးတော့မရေးဘူးเนาะသူ့ပုံစံမျိုးဒီတိုင်းမမြင်နေတဲ့အတိုင်းကိုရေးမယ်ကဲစရေးမယ်အဲ့တော့ဒီကနေစဆွဲလိုက်ပြီးတော့ white ချလိုက်မယ်နော် white ချလိုက်မယ်အောက်ထိပေါ့နော် white ချလိုက်မယ်လှလေးနော်အဲ့တော့တစ်ချက်တခါလဲ white ချလိုက်မယ်ဆိုပြီးကနော်ဒါလေးကို no လို့ခေါ်ပါတယ်ပြန်ရေးမယ်ဒါလေးကို no လို့ခေါ်ပါတယ် no ဆိုတော့ရိုမာကြီးက NO ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့လှလေးနော်ရေးတဲ့အခါကျလို့ရှိရင်လက်ရည်ကိုလှလေးရေးပေးပါဟုတ်ပြီ no လို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်စစီတို့NO no ပေါ့နော် NO no ဆိုတာသိသွားပြီဆိုတော့နာနီနုနဲ no ငါးလုံးပြီးသွားပြီဖြစ်ပါတယ်စစီတို့မီနင်းကြရတော့မယ့်အချိန်ရောက်လာပါပြီဆန်းစီတို့မီနင်းကြက်တာတွေကိုမပြင်းပါနဲ့နောက်ပိုင်းမှာဆန်းစီကဂိမ်းလေးတွေလုပ်ပြီးမှဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ day 5ပြီးတဲ့အခါ9ခန်းပြီးတဲ့အခါဆန်းစီတို့ဂိမ်းတစ်ခုဆော့အောင်မှာဖြစ်ပါတယ်အဲ့တော့ video game ပေါ့နော် video game လေးတစ်ခုဆော့မယ်အဲ့တော့စာမကြက်ခိုင်ဘူး game မဆော့ခိုင်ပါဆန်းစီကနော်စာရီခဏကြက်ခိုင်ပါပဲလေညင်းငွေပါမယ်အဲ့တော့ game လေးကဆော့ကြည့်မယ်နော် game ဆော့ခိုင်ပြီဒီခါတော့နော်အဲ့တော့ day 5ပြီးမှပေါ့လေနော်အခုကတော့ဆန်းတို့မီနင်းတွေကြက်ဝအောင်မယ်အဲ့ဒီ game ဆော့နိုင်ဖို့ကမီနင်းတွေကြက်လာအောင်မီနင်းရမှအဆင်ပြေပြီဟုတ်ပြီနော်โอเคအဲ့စကြည့်ရအောင်အဲ့တော့ဒီတော့လုံးเนาะအရှိရလုံးကအလဲရလုံးကနနောက်ဆုံးလုံးကတအာနာတเนาะအာနာတအနတ္တာပေါ့เนาะအနတ္တာဆိုတော့နင်မင်းခမရ U Y O U U ကိုပြောတာเนาะမင်းတင်မင်းနေခမရကိုအကုန်လုံးသုံးလို့ရတယ်เนาะအနတ္တာအာနာတဆိုတော့အနတ္တာเนาะအနတ္တာဆိုတော့တင်မင်းနေခမရဟုတ်ပြီနောက်တစ်ခုဒါလေးကအဟုတ်ပြီဒါလေးကနိเนาะအနာအလုံးကနိဆိုတော့အနီဆိုတော့အကိုเนาะအနီဆိုအကိုဟုတ်ပြီအဲ့တော့ကိုအကိုပေါ့လေเนาะကိုအကိုကိုအနီလို့ပြောမယ်เนาะအနီအဲ့တော့အကိုကသပင်ဘာအောင်ဆိုတာဆိုအနီအောင်ဆိုရတယ်လို့မှတ်လိုက်ရတယ်เนาะအကိုကသပင်အနီအောင်ဆိုရတယ်เนาะအနီအောင်ဆိုရကြအနီမြင်အနီကိုမြင်လို့ရှိရင်အကိုဟုတ်ပြီနောက်တစ်ခုအရှိအလုံးကအနာအလုံးကနဲเนาะအနေလို့တော့မဖတ်ဘူးပေါ့လေနော်အနေလို့ဖတ်ပါအနေဆိုတာအမကိုပြောတာပါကိုအမနော်အနေဆိုတာအမကိုအမဟုတ်ပြီနော်ကိုအမကိုပြောတာသူများအမဆိုတမျိုးခုံပေါ့လေနော်စင်ဆိုကိုအမတို့သူများအမတို့ကိုကိုတို့သူများကိုတို့ဘာလို့ခွဲပြီးတော့ပြောနေတယ်ဆိုတော့နောက်ပိုင်းမှာသူများအကိုတို့သူများအမတို့အဲ့လိုမျိုးအသုံးနှုန်းတွေရှိသေးလို့ဖြစ်ပါတယ်အခုမှတ်ထားမှာအနီဆိုရင်ကိုအနေဆိုရင်ကိုအမဟုတ်ပြီနောက်တစ်ခုအရှိအလုံးကဤအလဲအလုံးကနနောက်ဆုံးလုံးကခနော်ဆိုတော့အီနာခါဆိုတာတောနေ
နော်တောမှာပဲနေခြင်းနဲ့နော်ဆန်စီရိုးဆိုလဲအဲ့တော့လေကွင်းလေးနေစိမ့်ဆူနဲ့နော်တောမှာပဲနေခြင်းနဲ့နော်မြို့ကြီးပြကြီးမှာအဲ့တော့ဆူညံ့နဲ့အဲ့လိုမျိုးတွေနေရမှအစားတချို့တွေကတောမှာလေးမှာအဲ့လိုအပန်းဖြည့်ခြင်းလေးနော်အဲ့တော့အီနာခါဆိုတော့တောနေနော်အီနာခါတောနေဟုတ်ပြီအဲ့တော့နောက်တစ်ခုကဒါလေးက E ဟုတ်တယ်ဒါလေးက nu နော် inu ဆိုတော့နော်ဆောင်းဝဲနီလို့စာမကျင်ဘာဖြစ်တယ်လို့ပြောကြလဲနော်ဆောင်းဝဲနီလို့စာတလုံးအောင်ကန်ရသေးငါတော့ဘာဖြစ်ပြီလဲinu ဖြစ်ပြီလို့ပြောကြရလေနော်နော် inu ဆိုတာခွေဟုတ်တယ်နော် inu ဆိုတာခွေဟုတ်ပြီနော်အကျိဆိုလိုက်ခွေဟုတ်ပြီနောက်တစ်ခုဒါလေးက o ဟုတ်ပြီအရှိအလုံးက o အနောက်ကလုံးကအလဲကလုံးကနာအနောက်ကလုံးကခဆိုတော့ unaka ဆိုတာ one byte နော်ဘိုက်စားတယ်လို့ဘာလို့เนาะဘိုက်အောက်တယ်လို့ဘိုက်စားတယ်လို့ပြောချင်ဘိုက်ကိုပြောချင်unaka နဲ့ပြောမယ်เนาะunaka ဆိုတာ one byte เนาะဟုတ်ပြီ unaka one byte နောက်တစ်ခုဒါလေးကနအနောက်ကလုံးကခနာခဆိုတာအတွင်းအထဲအလဲကိုပြောတာဖြစ်ပါတယ်နာခဆိုတာအတွင်းအထဲအလဲเนาะအတွင်းထဲလဲအဲ့ဒါဆိုစမ်းစီတို့အဲ့တော့အရင်တော့သင်ခဲ့ရတဲ့အပြင်လို့ပြောချင်ဆိုတိုเนาะအပြင်လို့ပြောချင်ဆိုတိုအပေါ်လို့ပြောချင်ဥအဲအပေါ်လို့ပြောချင်ဥအဲအောက်လို့ပြောချင်ရှိတအောက်လို့ပြောချင်ရှိတအခုအတွင်းလို့ပြောချင်တော့နာခါအတွင်းထဲအလဲဆိုတော့နေရာတွေเนาะတီနေရာတွေလဲစမ်းစီတို့ဖြည်းဖြည်းနဲ့ပြောတတ်လာမှာဖြစ်ပါတယ်ကြက်လာခဲ့မယ်เนาะဟုတ်ပြီနောက်တစ်ခုကြည့်အောင်ဒါလေးကအရှိရလုံးကစအနောက်ကလုံးကเนาะခရဲ့နရဲ့ဆိုတော့စခါနာเนาะစခါနာဆိုတော့ငါစခါနာငါဟုတ်ပြီနောက်တစ်ခုအရှိရလုံးကအိုအလဲရလုံးကခနောက်ဆုံးလုံးကနေเนาะအိုခနေဆိုတော့ပတ်စံဖြစ်ပါတယ်အိုခနေကိုပတ်စံပြောပါတယ်ဟုတ်ပတ်စံလို့ပြောပါတယ်ဟုတ်ပြီနောက်တစ်ခုလိုက်ပြောစစီเนาะစစီဖတ်တာယူရဲနားမထောင်နေနဲ့ကိုလည်းလိုက်ပြောကြည့်เนาะစစီမေးလို့ရှင်ဒါပါလဲဆိုပြီးလိုက်ပြောကြည့်ဟုတ်ပြီเนาะကဲကြည့်ရအောင်အဲ့အရှိရလုံးကခုဟုတ်ပြီအနားအလုံးကနိနော်ခုနိဆိုတာတိုင်းပြည်နိုင်ငံကိုပြောတာเนาะငါတို့နိုင်ငံမှာတိုင်းပြည်နိုင်ငံလို့ပြောခြင်းခုနိเนาะတိုင်းပြည်နိုင်ငံလို့ပြောခြင်းခုနိနောက်တစ်ခုအဲ့ဒါကိုပြောင်းပြန်လှန်လိုက်မယ်ခုနိကိုပြောင်းပြန်လှန်လိုက်တော့ဘာဖြစ်သွားလဲနိခုဆိုတော့အသားเนาะအသားနိုင်ငံကိုပြောင်းပြန်လှန်ရင်အသားဖြစ်သွားတယ်နိခုအသားဟုတ်ပြီနောက်တစ်ခုအရှိရလုံးကနဲအနောက်ကလုံးကခိုနဲခိုဆိုတာကြောင်ပြောတာပါနဲခိုကြောင်ဟုတ်ပြီအဲ့ဆိုခွေးလည်းသိပြီကြောင်လည်းသိပြီနွားလည်းသိခဲ့တယ်အရင်တော့ဘယ်လိုပြောလဲနွားကိုစပြန်မေးပြီနော်နွားကိုဥရှိလို့ပြောခဲ့လေနော်နွားဥရှိအခုကြောင်ဆိုတော့နဲခိုဟုတ်ပြီနောက်တစ်ခုအရှိရလုံးကနိဟုတ်တယ်အရှိရလုံးကနိအနောက်ကလုံးကရှိနိရှိဆိုတာအနောက်ရက်ဖြစ်ပါတယ်နိရှိဆိုတာအနောက်ရက်ဖြစ်ပါတယ်ဆန်းစီတို့မြောက်ရက်ကိုလည်းသိခဲ့တယ်မြောက်ရက်ကိုခိတလို့ပြောတယ်လေအခုနိရှိဆိုတော့အနောက်ရက်ဖြစ်ပါတယ်နိရှိအနောက်ရက်နောက်တစ်ခုအရှိရလုံးကတဟုတ်တယ်အနောက်ကလုံးကနတနာဆိုတာစင်ကိုပြောတာပါစလုံးနဲ့စင်စာအုပ်စင်တို့ဘောပင်နော်ဘောပင်ထားတဲ့စင်တို့နော်စာအုပ်စင်တို့ TV စင်တို့စသဖြင့်စင်တွေကိုပြောတာဖြစ်ပါတယ်စလုံးနဲ့စင်ဖြစ်ပါတယ်နော်အဲ့တော့တနာစင်ဟုတ်ပြီနောက်တစ်ခုအရှိရလုံးကနိလိုက်ပြောအရှိရလုံးကနိအနောက်ကလုံးကနိချိဆိုတော့နေရဖြစ်ပါတယ်နိချိဆိုတော့နေရဖြစ်ပါတယ်အဲ့တော့စတို့တရက်လို့နော်နေရတရက်လို့3ရက်လို့5ရက်လို့အဲ့လိုပြောချင်းနေရက်တွေပြောချင်းနိချိလို့ပြောပါတယ်နိချိဟုတ်ပြီနောက်တစ်ခုအရှိရလုံးကနအနောက်ကလုံးကနဆိုတာနွေရာသီဖြစ်ပါတယ်နွေရာသီဟုတ်ပြီရာသီဥတုတွေနော်နွေရာသီကဲနောက်တစ်လုံးကြည့်ရအောင်နောက်တစ်လုံးကအရှိရလုံးကနဲအနောက်ကလုံးကနဲဆိုတာအဖျားဖြစ်ပါတယ်နဲဆိုတာအဖျားဖြစ်ပါတယ်ဟုတ်ပြီနော်ရမယ်နော်အဲ့ဒါဆိုရင်စစီတို့မီနီလေးတွေကိုတူပြန်ပြီးတော့စစီအရှိရတိုင်ပေးမယ်အနောက်ကနေလိုက်ဆိုအောင်နော်စစီကအရှိရနေပြီးတော့တိုင်ပေးမယ်နှစ်ခေါက်တိုင်ပေးမယ်အနောက်ကနေလိုက်ဆိုနော်စစီပြောသူလိုက်ဆိုဟုတ်ပြီအဲ့တော့အနတ္တာသင်မင်းနေခမလိုက်ဆိုအနတ္တာသင်မင်းနေခမအာနီကိုအာနီကိုအာနေကိုအမအာနေကိုအမအီနာခါတောနေအီနာခါတောနေအီနုခွေ
ခွေးဆိုတော့မလန့်ဝမ်းလည်းဘူးနော်စားတိုင်နေတာဟုတ်ပြီနောက်တစ်ခု Onaka one bite Onaka one bite နာခအတွင်းအထဲအလဲနာခအတွင်းအထဲအလဲစာခနာငါစာခနာငါโอခနဲ့ပစံโอခနဲ့ပစံခုနိနိုင်ငံခုနိနိုင်ငံနိခုအသားနိခုအသားနဲခိုကြောင်နဲခိုကြောင်နိရှိအနောက်ရက်နိရှိအနောက်ရက်တာနစင်တာနစင်စလုံးနဲ့စင်နော်နိချိနေရက်နိချိနေရက်နတ်နေရာဒီနတ်နေရာဒီနဲစအဖျားနဲစအဖျားဟုတ်ပြီရမယ်နော်ဒီလိုဒီနေ့ဆိုလို့ရှိရင်တော့ဒီနော် day 5အနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမီနီတွေကို18လုံးအထိလေ့လာခဲ့ရပါတယ် day 5အနေနဲ့ဆိုရင်18လုံးပြီးတော့ B တွေကို9လုံးလေ့လာခဲ့ရပါတယ်ဆိုတော့ဒီလိုဒီနေ့ဆိုရင် day 5ပြီးတော့ပါပြီအဲ့တော့ day 5ပြီးတော့တဲ့အခါကျလို့ရှိရင်ဒီလိုလာမယ့် video ဆိုလို့ရှိရင်တော့ game လေးဆော့အောင်မှာဖြစ်ပါတယ်အဲ့လို game ဆော့ဖို့အတွက်ဆိုလို့ရှိရင် game ဆော့နိုင်ဖို့အတွက်ဆိုရင်အခု day 1ကနေပြီးတော့ day 5အထိเนาะ day 5အထိ mini တွေကိုအလွတ်ရနေဖို့လိုပါတယ်ပြီးတော့ဒီ B တွေကိုလည်းအလွတ်ရနေဖို့လိုပါတယ်အဲ့တော့စစ်စစ်တင်ပေးခဲ့တာ9ရက်မြောက်နေ့ပြီးသွားပြီဆိုတဲ့တကြောင်9လီ25လုံးဖြစ်သွားပါပြီเนาะ25လုံးစာ mini နဲ့25လုံးစာ B တွေကိုအဲ့တော့ပြန်ပြီးမှဖြစ်ပါတယ်အဲ့တော့ day 5ပြီးသွားတယ်ဖြစ်တဲ့ကြောင် game ဆော့မယ်အဲ့တော့ day 6ကတော့ game ပေါ့เนาะ day 6ကတော့ game အဲ့တော့ game ဆိုတဲ့ကြောင် game ဆော့နိုင်ဖို့အတွက်နော် mini တွေချက်ထားဖို့လိုပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်စင်စစ်ဒီနေ့ကတော့ဒီလောက်ပါပဲเนาะအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့မယ်